စုံစွမ်းစီနိုင်သွားတဲ့မိဝိုင်းကဟေးပထမဆုံးဝဲမာတယ်အဖြစ်ပေါ်ပြီဒါဆိုငါနဲ့ပို့တူအရင်ဆုံးပရင်းပေါင်တော်မှာထိုင်မယ်အေးနော်နေမွေခင်ငါတို့ကိုလည်းပြန်လဲပေးကြအောင်ရှက်ရှိကြောင်းမရက်တရားတော့တုတ်ပေါ်ရဲ့မိဘတွေဥဆောင်ပြီးတော့မော်လမြိုင်ကိုဖျားဖွင့်ရင်အမျိုးတွေစီရထားနဲ့ခီးသွားဖို့အားလုံးကထမင်းဆိုင်နဲ့ကျင်းအောင်ကြီးငယ်ကိုကိုင်းပြီးဘူရာလေးကိုခက်သက်သက်ရှောင်းလာကြတယ်။ဦးမောင်တို့ကမြင်လာကြတော်ကြရထားချိန်နောက်ကြပြီးတော့မမေ့လိုက်မနေအောင်ပါ။ဖိုးထူးတို့တွေဘူရာယုံနဲ့ဝင်လာရင်နဲ့တရားရဲ့ထုတ်တွေလေးလို့လူကြီးတွေမကြောက်ပွားစီနဲ့ပြောနေကြတယ်။လေးလိုက်တဲ့ကျင်းအောင်နေဒါတော့နော်သုံးညရဲ့ခီးလေးကိုလေအိမ်ပြောင်းတာကြာနေရပြီ။ဟဲ့ဟိုရထားမို့ရှောင်းရင်ငါပရင်းပေါက်ပဲထိုင်မှာနော်ဟုတ်တယ်ငါရောပဲပရင်းပေါက်တာထိုင်ခြင်းနေဒါမှလေအပြေရှုခင်းလေးကြည့်ပြီးတော့တတရခီးထွက်ရမှာအဲ့လိုတော့ဘယ်ရမှာလဲဒီလိုလုပ်မယ်လေတယောက်တည်းထိုင်ကြရင်မကောင်းလားဒါဆိုရတယ်လေအခုရှင်ငါတို့ပရင်းပေါက်တာထိုင်လိုက်မယ်ညကြရင်တော့နင်တို့ထိုင်ပေါ့မိဝိုင်းရဲ့ညထိုင်မှာတော့ဘယ်ရှုရင်းကိုကြည့်ရတော့မှလေကဒါဆိုငါတို့စုံစမ်းကြည့်ကြမယ်လေနိုင်တဲ့သူအရင်ထိုင်ကြည့်ကြံသုံးယောက်ကပါသဘောတူကြတော့ခုံဆက်လူဆရာမလို့တော့ပဲတုပ်ပေါ်အမေတို့နောက်ခတ်သက်သက်အပြေးလိုက်သွားကြတယ်ဖိုးထူးတို့ရထားတွေကအထူးတန်းဆိုတော့၄ယောက်စုပါကုန်ဘင်းညာနှစ်တန်းနဲ့မို့ရိုးတန်းလို့စီညံမနေပဲတတောင်တတစီးနေရမှာဖြစ်တဲ့အတွက်ဖိုးထူးတို့တွေပြောနေကြတယ်ဥမောင်တို့ကကဲကလေးတွေအထုပ်တွေပေးကြမခင်ဝိုင်းပေးကျွန်တော်ထားပေးမယ်တားတို့တွေညောင်းနေလာရောပေါ့ထမင်းကြိုက်နေချင်းနေပေးဒီဒေါ်ဒီနွဲ့နဲ့ဒေါခင်ဝိုင်းတို့ကသူတို့တိုင်ပြီးဘေးချင်းရဲ့၄ယောက်ကုန်နှစ်တန်းမှာပစ္စည်းတွေနေရာချနေကြတယ်ဖိုးထူးကစုံစွမ်းစီနိုင်သွားတဲ့မိဝိုင်းကဟေးပထမဆုံးဝဲမာတယ်အဖြစ်ပေါ်ပြီဒါဆိုငါနဲ့ဖိုးထူးအရင်ဆုံးပရင်းပေါင်တော်မှာထိုင်မယ်အေးနော်နေမွေခင်ငါတို့ကိုလည်းပြန်လဲပေးကြအောင်ဟုတ်တောင်ပေါ့လဲပြီးမှာပေါ့ကွာအဲ့လိုနဲ့ဖိုးထူးနဲ့ငပင်ရဘေးချင်းကမျက်နှာချင်းဆိုင်မှာမိဝိုင်းနဲ့တုပ်ပေါ်တို့ထိုင်ကြတယ်ရထားကမထွက်သေးဘူးဆိုတော့ခလေးတို့ဘာစားကြတယ်ဝဲထားအောင်မလဲမခင်ဝိုင်းရဲ့ပါလာတွေပဲစားပါစီပြီးရင်ဈေးတွေကလာတက်ရောင်းပါပဲဟာဘူရာကနေထွက်ဖို့ရထားကောင်းကနေအတန်မြင်လာပြီးမကြခင်ကလေးတယောက်ကိုကြည်ပြီးတက်လာတဲ့မိမတယောက်ဒေါခင်ဝိုင်းနုံနာဝင်းထိုင်လိုက်တယ်ဒေါခင်ဝိုင်းကတော်သေးတာပေါ့အမကြီးရေရထားမလွတ်တာစောနာကနေရထားထွက်ဖို့အတန်ပေးနေရတော့ဟုတ်တယ်စောသေးရဲ့တင်ပြီးဘူရာမှာစားနေကြရင်ကအပြေးလာတာမကြခင်မှာရထားကောင်းကနေဒုတိယအကြိမ်အတန်ပေးပြီးတော့ရထားကြီးလေးစထွက်တော်တယ်ရှေးရထားစထွက်ပြီးရှင်ခုံးလိုက်တာဘူရာယောင်ကနေဝေးလာနေမြစိတ်ဆုံနေတဲ့စပားခင်းတွေကိုမြင်ရနေမိဝိုင်းကရှုခင်းနေတားလာပဲနော်လေးလေးတဖြူးဖြူးနဲ့အကြိုင်းစီးရမှာဆိုတော့မပြေးရအောင်လို့ငါမိုနိုပိုလီယူလာတယ်ဟာငပိန်အဲ့လိုပြောလိုက်တော့ဖိုးတူကတဲဟုတ်ပါလားဒါဆိုလဲစော့ကြမယ်လीဘာကြီးစော့ကြမှာလဲမိဝိုင်းကဝင်ပြေးလိုက်တယ်ထုံးစံအတိုင်းနှစ်ဘူးတောက်ကြီးပေါ့ဒီလိုနဲ့ဖိုးတူတို့တွေမိုနိုပိုလီစော့ကြရင်ရထားစီးလာကြတယ်ငပိန်ကကဲတော်ပေါ်ရှုံးပြီဆိုတော့နှစ်ဘူးလေးရှေ့တော့ပေးပါအောင်ဗျတကယ်ချင်းပဲဟာနောင်တော့မတောက်ကြနဲ့နော်ရထားလေးဇက်တိုက်ခုံမောင်းလာတာကြာပြီဆိုတော့ရှေးဘူရာမှာခိတရနာဖို့ရအချိန်တက်လိုက်တယ်ဥမောင်တို့ကရှေးဘူရာမှာခဏနာမေးခြင်းနေပြောနေရင်ပဲဘူရာယုံမှာရထားကခဏရနာလိုက်ပြီးရထားပေါ်ကနေစင်းသူပါစင်းခီးလိုက်မဲ့သူတွေကလည်းထုတ်ဖို့ကိုစီနဲ့ရထားပေါ်ကိုတက်လာကြတယ်ဘူရာမှာရထားရက်ပြီးတော့ကြာမလားမသိဘူးနော်ပြောဆိုနေရင်ဘေးကိုလဲကြည့်မိဝိုင်းကကလေးမလေးကိုကြည့်ပြီးကြောက်နေရတွေ့တော့ဖိုးထူးတို့တငယ်ချင်း၃ယောက်အံ့ဩသွားကြတယ်ဟဲ့မိဝိုင်း
ဘယ်ကလေးကိုကြည်ထားရတော့အမေဘေနာအတူပါလာတဲ့အန်တီသမီးလေးလေအေးလေအဲ့ဒါကိုနေရပါလို့ကြည်ထားရတော့လို့ဩအန်နီပင်မလို့နိုင်အောင်ကိုတိုင်းပေးတာဟာကလေးကလည်းချစ်စရာလေမိဝိုင်းတင်းနေရင်ကကလေးကနိုးလာပြီးငိုတော့တယ်တုတ်ပေါ်ကဟောငိုကုန်မိကလှုပ်ကြအောင်တိတ်နော်တိတ်မမတို့ရှိတယ်ကလေးကဗိုက်စာလုံးလားမသိဘူးနော်နိုးဘူးငပိကဘေးကောင်ကနိုးဘူးကိုသွားယူလာပြီးမိဝိုင်းကိုပေးလိုက်တယ်ရော့ညီမလေးဗိုက်စာနေရရော့နိုးလေးတောင်းလိုက်နော်မိဝိုင်းကကလေးမလေးကိုတေချာနိုးဘူးတိုက်ပြီးတိတ်တော့မှကလေးလေးပြန်ငြိမ်သွားတယ်ဘူရာခဏနားနေချိန်ဆိုတော့ဈေးသည်တွေကခီးသည်တွေကိုရထားပေါ်မုတ်တွေတက်လာပြီးတော့ရောင်းကြတယ်ငုံပြုတ်ကျုပ်ပြုတ်မြေပဲစားလုံးဖျဲသီးစိတ်ရေတန့်အေးရရမယ်နော်ဈေးသည်တွေတက်လာတော့ဒေါ်တင်တွေကဖိုးတူးတို့တွေကိုလှမ်းမိတယ်တားတို့တွေဘာစားကြအောင်မလဲငါတို့ဘိုင်းမစားသေးဘူးမင်းတို့ရောစားအောင်မလားမစားတော့ဘူးလေဟိုစောသေးတာဆိုတော့နောက်ဘူရာထက်ရမှာပဲစားကြတာပေါ့ဒီလိုနဲ့ပဲခဏကြာတော့ရထားစတင်အတန်မြေခုတ်မောင်တို့ခရီးဆက်တော်တယ်ဒီလိုနဲ့ခဏကြာနောက်တစ်ဘူတာမှာတထောင်လာတော့ဦးမောင်တို့ကိုအထုပ်တွေစားမှုရထားတွေပေါ်ထားခဲ့ပြီးဒေါ်ခင်ဝိုင်းတို့နဲ့ဖိုးတို့အုပ်စုကရထားပေါ်အဆင်းပြီးဈေးဝယ်ထွက်လာကြတယ်ကလေးတွေအနားမှာကက်လိုက်လာကြနော်လူစုမကွဲစင်နဲ့ဘေးဘက်တွေမှာအမတ်တရားပစ္စည်းရောင်းဆိုင်နေအစားအသောက်ရောင်းနေဆိုင်နေရှိပြီးည9 နာရီကျော်လောင်းဆိုတော့ဆိုင်တိုင်းထွန်းထားတဲ့မီးတွေနဲ့လင်းထိုင်လိုနေတာပါအမေဟိုရုပ်ဆိုင်ဝင်ကြည့်ခြင်းနဲ့အရုပ်ဆိုင်မှာဖိုးဝါးရုပ်ရုပ်သေးရုပ်ဇီးခွက်ရုပ်နဲ့လက်မှုပစ္စည်းလေးတွေစိုက်စုံအောင်ရောင်းချထားတယ်ငါဟိုရုပ်သေးကိုသဘောကျလိုက်တာအန်ဒီဒါလေးပဲလို့ရောင်းနေဗျတရုတ်တည်းဆိုရင်တော့8000ပါကွယ်ဈေးတဲ့အန်ဒီလည်းထုတ်ပို့ပြီးတော့ငပိတ်ုံလမ်းပြီးတယ်ငပိန်တို့ဈေးဝယ်နေတော့တစ်ဖက်မုတ်ဆိုင်မှာတဘောတယောက်တည်းကြိုရောက်နေပြီးတော့မုတ်တီရှောင်ကြီးကြည့်နေတယ်အယုတ်ဆိုင်မှာဝယ်လေးပြီးတော့တဘောရှိရင်မုတ်ဆိုင်သားကိုထွက်လာကြတယ်တဘောဘာဝဲစားမှလဲခေါက်ဆဲကြော်လေးမှုေးနေလို့လေပြီးတော့ဒေတာထွက်အစားစားလေးတွေကြည့်နေရဟာမလိုက်နေမရွေးနေပါလားဝယ်သွားအောင်ပါပဲဟုတ်တာအဖေနဲ့မိဖို့ဘာဝယ်သွားရင်ကောင်းမလဲဆိုတာကြည့်ပေးကြအောင်နည်းနည်းပဲဝယ်လေငါတို့မွန်မယ်ရောက်ရင်ထပ်ဝယ်လို့ရသေးတယ်ဒီလိုနဲ့ဖိုးတို့အုပ်စုဆိုင်ကကြည့်တဲ့မုံမြင့်လေးတွေလည်းဝိုင်းစားဖြစ်ကြသေးတယ်ဒါနဲ့ပဲဝယ်ချမ်းဆရာတွေအကုန်ဝယ်ပြီးလို့ရထားပေါ်ကိုပြန်သွားကြတယ်နောက်ဆုံးမှာတော့ရထားခီးစင်တဲ့အားလုံးပဲမော်လမြိုင်မြို့ကိုရောက်ရှိသွားပါပြီနေမမြင့်ငင်မလိုက်ခင်းလေးမှာမော်လမြိုင်မဟာမြတ်မုနိဘုရားကိုဖူးမြော်ပြီးလို့ဇရက်မှာခဏထိုင်လာပြီးအမောဖြစ်နေကြတယ်ဒေါက်ခင်ဝိုင်းကဖះကြီးကကြီးညိုဖို့ကောင်းလိုက်တာနော်ကိုမြင့်ဆိုတော့လေးလဲအေးနေရပဲဟုတ်တယ်ဟိုဒါနဲ့တို့တွေပြီးလို့ရှိရင်မနက်စာသွားစားကြရအောင်မော်လမြိုင်ဈေးမှာဝင်စားကြမယ်လေမော်လမြိုင်စားလေးစားအိမ်မြန်လက်ဆောင်လေးဝယ်ကြရင်မို့မဟုတ်ဘူးလားလူကြီးတွေဇရက်မှာစကားပြောနေချိန်ဖိုးတူတို့ကကောင်းလောင်းသွားထုံးနေကြတယ်ဖះရှိကိုပြီးကောင်းလောင်းထိုးရမယ်ဆိုတဲ့အသည့်နဲ့ရောစော့ကျင်နိုင်ရောပေါင်းပြီးတော့ဖိုးတူတို့တအုပ်ကောင်းလောင်းရှိရဲ့ဇောင်းနှံကိုရှောက်လာကြတယ်ကဲတယောက်တက်လိုက်စီခေါင်းလောင်းထိုးကြမယ်တော်ဘောကအရင်ဦးအောင်ကန်လိုက်ပြီးခေါင်းလောင်း၅ချက်ထိုးလိုက်တယ်ဒါကိုမိဝိုင်းကတော်ဘောဘာလို့၅ချက်တောင်ထိုးရအောင်ဟာဘလောက်တူလို့မရဘူးလားအခောက်ရီပိုးများတော့ပိုးကူးတူရမှာပေါ့ဟာဘေးရတာဒါနဲ့နေပါဦးဘာလို့ခေါင်းလောင်းထိုးကြတာလေရောသိကြရဲ့လားကိုတူပြုတ်ပြီးရင်ခေါင်းလုံးထိုးရတာလေအေးလေအိမ်မဖះရှိကိုပြီးရင်ကြေးစီထိုးသလိုပဲလေမဟုတ်ဘူးလားတော့မှန်နေဟာမမြင်ရတဲ့အဝေးကနာနာဘောဝတွေပါကြားပြီးတာရုခေါ်ပြီးကျွတ်လွတ်သွားအောင်လို့ခေါင်းလုံးထိုးကြတာဟာအော်အဲ့ဒါလို့အဲ့ဒီရဲ့ချင်းအနာကိုဒေါ်ခွဲနှုတ်လူကြီးတွေရှောင်းလာပြီးပြန်ကြဖို့လာခေါ်တယ်ကလေးတို့ပြန်ကြရအောင်တို့တွေမော်လမြိုင်ဈေးမှာမုံသွားစားကြပြီယေးနောက်ဆုံးတော့မော်လမြိုင်စားတွေကြက်ရတော့မယ်ကွဒီလိုနဲ့ဖះမော်ကနေဆင်းလာကြတယ်
မော်လမြိုင်ဈေးကိုမသွားခင်ကန်နာလန်သွားပြီးငှက်တွေအစာသွားကြည့်ကြတယ်ဟာဒီမှာငှက်တွေအများကြီးပဲနော်ဟုတ်တယ်မနေ့ကင်းနဲ့ညနေခင်းဆိုလူတွေအစာလာကျွေးမှန်းသိလို့အောက်ခဲနေရလို့လာကြတာလေဒါဆိုကျွန်တော်တို့လည်းအစာကျွေးကြမယ်လीနော်ကုသိုလ်ပိုးရသွားကဲအဲ့ဒါဆိုရင်မုတ်ဖိုးတွေထုတ်ကြငါတို့ဘာသာဝေကျွေးကြမယ်ဒီလိုနဲ့ငပိန်ကဖိုးထူတုပ်ပေါ်နဲ့မိဝိုင်းတို့စီကမုတ်ဖိုးတွေစုပြီးငှက်ဆောင်သွားဝေလာတယ်ကျော်တုံးချင်းရလာတယ်ညကျွေးကြတာပေါ့ငှက်တွေကဖိုးထူတို့နာပြန်ဝင်လာပြီးအစာလာစားကြတယ်အဲ့ဒီအချိန်ပြိုင်းပြူတကောင်ကလည်းအစာတောင်းမှုရှိန်နေလာရင်တုပ်ပေါ်လက်မောင်းမောင်းနားတယ်တုပ်ပေါ်ကဟာငပိန်လုတ်ပါအောင်ဟာငါကြောက်တယ်တုပ်ပေါ်ကတော့လုတ်ပြီအဲ့ဒါပြိုင်းမှာကွာချစ်စရာလေမင်းကမကြိုက်ပါဘူးငါတို့တုပ်ပေါ်ကြီးအသေးငယ်ချက်ကတော့နော်ဟောဒီမှာငါအမွှေးလေးတွေကိုပွတ်တက်ပြတယ်မိဝိုင်းကတုပ်ပေါ်ကုတ်ပေါ်နားနေရဲ့ငှက်ကိုအစာကျွေးရင်းနဲ့ငှက်လေးကိုပုတ်ပြလိုက်တယ်ဒီလိုနဲ့ဖိုးထူတို့ရဲ့မိရတာကြီးစင်ဟာပျော်စရာကောင်းနေပြီမင်းမရနိုင်တဲ့အမတ်တရကောင်းနေဖြစ်ခဲ့တော့တာပါမော်လမြိုင်နဲ့ဘုရားပူရင်နဲ့အပြန်ခီးဟာနေကြောမုံဝင်နဲ့သူတို့ရဲ့မိရတာစီးပြီးခီးသွားတဲ့ခီးစင်လေးမှာအတွေ့အကြုံကောင်းနေဘူးတုဒ္ဒတွေအများကြီးရရှိခဲ့တော့တယ်